နေတတ်တဲ့လူချမ်းသာတာပဲမနေတတ်တဲ့လူဆင်းရဲတာပဲနေတတ်တယ်မနေတတ်ဘူးဆိုတာကိုကစားပညာရှိတယ်ပညာမရှိဘူးလို့ပြောနေတာကိုယ်စိတ်ကိုမှချမ်းသာအောင်မလုပ်တတ်သေးဘူးဆိုရင်ဘာပွဲတူးတွေဂုံတူးတွေရှိတယ်ပဲဆိုပညာတကယ်ရှိတဲ့တတ်တဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးလေကိုယ်စိတ်ကိုမှချမ်းသာအောင်ဘလို့ထားရမယ်ဆိုတာကိုမသိတဲ့နားမလည်တဲ့ပုဂ္ဂိုလ်ဟာသူတတ်ထားတဲ့ပညာတွေကပညာလို့ပြောလို့နားနိုင်ဟုတ်ရလားဒီဉာဏ်ပညာဒီတန်ဖိုးရှိတယ်ဘာကြောင့်တန်ဖိုးရှိတာလဲဆင်းရဲကိုဖယ်နိုင်တယ်ချမ်းသာကိုဆောင်ကျဉ်လာနိုင်တယ်အခုလဲချမ်းသာမယ်နောင်လဲချမ်းသာမယ်တကယ်လို့သာဒီပညာမရှိဘူးဆိုရင်ဒုက္ခံဝိရတိတဲ့ဒိဋ္ဌိဝတ္တမေလုံးလုံးစေကိုပဲအဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲလိမ့်မယ်တဲ့ဘယ်လိုနည်းနဲ့ဆင်းရဲမှာတော့သဝိကာတံအလုံးကိုမသက်မတမ်းဖြစ်ပေတဲ့ဥပါယတံသဥပါယတံပင်မခြင်းနဲ့တကွာဖြစ်တော့သပရိလာဟံပူလောင်မှုနဲ့တကွာဖြစ်တော့သိပြီးတော့ပညာနည်းမယ်ဆိုရင်တကူလုံးမီးနဲ့ရှုမြိုက်ထားသလိုမျိုးပူလောင်တာမျိုးတော့ခံစားရနိုင်တယ်ဒါတွေမကဘူးကာယတ္တပေတာပရမရဏဒုက္ခတိပါတိခင်သိပြီးရင်လည်းယုံညံ့တဲ့ဘဝကိုအဲ့ဒီပုဂ္ဂိုလ်ရောက်သွားနိုင်တယ်ပူပူလောင်လောင်ဆင်းရဲကြီးအနေများတဲ့ပုဂ္ဂိုလ်ဟာဒီအရှိန်နဲ့သွားမှာပဲ